မိမရေးတဲ့မန်လေးပဲကြော်ကြော်ကျွမဲ့ပြောပြီးတော့မှမုံအယောင်ခါတိုင်းလိုမညိုပဲနဲ့ဘာလို့ဝန်းလေးဖြစ်နေရတာလဲတဲ့ကဲအဲ့ဒီအတွက်ကျမမှာလျှို့ဝှက်ချက်ရှိပါတယ်ဒီကြော်နီးလေးကကြတော့အမြင်အားဖြင့်လဲစားချင်စရာကောင်းတယ်လို့တော်တော်လေးလဲစားလို့ကောင်းတယ်ပဲလွန်းစိတ်ကိုနေရာဒေသအခက်ခဲကြောင့်ဝယ်ဖို့မလွယ်တဲ့သူတွေပြုတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ကကြတော့အခုလိုစတော်ပဲပြုတ်လေးနဲ့အလွယ်လုပ်လို့ရပါတယ်ကဲပဲပြုတ်လေးတွေကိုဇွန်းလေးနဲ့ခြေပြီးပြီဆိုရင်တော့ကောင်းချင်းမုံ150 gram တစ်ထုပ်ထည့်လိုက်မယ်ချင်းကိုတော့များများလေးထောင်းထည့်လိုက်မယ်စားကိုတော့လက်ဖက်စားစွန်းနဲ့စွန်းတစ်ဝက်ဆော်ရာမုံကိုကြတော့လက်ဖက်စားစွန်းနဲ့3ပုံတစ်ပုံထည့်ပြီးတော့မှနှမ်းဆက်အောင်နှဲထားပေးလိုက်မယ်ပြီးရင်တော့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မှမုံသားလေးတွေဤတော့အောင်ကျမတို့နှဲထားပေးလိုက်ပါမယ်စုပေါင်းရေပမာဏကြတော့100 ml ပေါ့နော်100 cc ရှိပါတယ်နှမ်းစားအောင်နှဲပြီးပြီဆိုရင်တော့နိုင်ဝက်လောက်နှက်ထားပေးလိုက်မယ်နိုင်ဝက်လောက်နှက်ပြီးပြီဆိုရင်တော့မုံသားလေးတွေကိုခဏလောက်ပြန်နှဲပြီးတော့မှအခုလိုခက်ပြားပုံစံလေးတွေပုံဖော်ထားလိုက်ပါမယ်ပုံဖော်တဲ့နေရာမှာအရန်ခက်ထူကြီးဆိုရင်တော့သူကစားတာတိတ်မကောင်းပေါ့နော်အခုလိုခက်ပြားလေးတွေကကြတော့အပြင်ပိုင်းလေးကကျွတ်ပြီးတော့မှအတွန်းသားလေးကအေးလေးနဲ့တော်တော်လေးစားလို့ကောင်းစေတယ်အားလုံးလည်းစင်သင့်ဖြစ်ပြီဆိုရင်တော့ကျမတို့စကြော်လိုက်ရအောင်တဲတဲကိုစီမများလေးထည့်လိုက်ပါမယ်စီပူလာပြီဆိုရင်တော့မုံလေးတွေကိုတစ်ခုချင်းထည့်ပြီးတော့မှတစ်ခုနဲ့တစ်ခုကတ်မသွားအောင်အခုလိုဇွန်းလေးနဲ့ခွာထုတ်ပေးလိုက်မယ်ကဲတဖြည်းဖြည်းကြော်လိုက်ရင်လည်းတစ်ဖက်ကကြက်ပြီဆိုရင်တော့တစ်ဖက်ကိုလှန်ထားပေးလိုက်မယ်ခါတိုင်းကြော်နေကြပဲလွန်းနဲ့ကြော်တာကိုကျမတို့ဒေသမှာတော့ပဲမုံကြော်လို့ခေါ်တယ်ကျမတို့အိမ်မှာကြတော့အခုလိုမျိုးစတော်ပဲနဲ့လည်းအလွယ်တကူကြော်စားလေးရှိပါတယ်ဒီလိုပဲမုံကြော်လေးကကြတော့လေကြော်ပြီးချင်းချက်ချင်းစားတာကတော်တော်လေးကိုစားလို့ကောင်းစေတယ်တချို့ကကြတော့လေဒီပဲမုံကြော်ကိုပေါ့နော်အချင်းလေးနဲ့တိုးစားကြတယ်ကျမတို့အိမ်မှာတော့အခုလိုဒီတိုင်းလေးပဲစားကြပါတယ်ဒီကြော်နည်းလေးကကြတော့လေတစ်မျိုးတစ်မျိုးစားလို့ကောင်းတာမို့ကြော်စားကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါရှင်